အားလုံးပဲမင်္ဂလာပါပဲ channel ရဲ့ချစ်ဆိုပါရယ်ကျွန်တော်နိုင်ထုံးပါဒီနေ့မှာတော့လူတွေကိုပျော်စရာလေးမျှဝေမှာဖြစ်ပါတယ် so let's go yeah so happy yes နမလေးဘယ်လိုခေါ်လဲ Honey so ဘန်နီဖြိုးရဲ့ညီမyes ဘယ်နည်းပြောဆိုလာခဲ့တာ okay ကိုဘန်နီချင်းနေထဲမှာညီမကိုဟတ်တီစီတဲ့အချင်းစာတာအကုန်လုံးပဲအော်အဲ့ဒါဟတ်တီပဲပျော်ရွှင်ရတဲ့သူ့မျက်နှာနဲ့ပျော်ရွှင်နေရတာဗီဒီယိုလေးဘာလို့မရလဲ okay ရှုပ်လို့မရအဲ့ဒါကိုဘန်နီနဲ့ကိုရဲအောင်နှစ်ယောက်တည်းတယောက်ရေးဆိုဘယ်သူရွေးပါ ညမမချိတ်ပါလိုက်မယ်လေလက်နှစ်ဖက်တောင်ရှိရပဲဒါလို့တော့လိုက်ပါဦးကိုကလာကိုခေ ဘယ်သူလာအပေးရလဲမေဝိုင်းစုခိုင်တဲ့ဘန်နီပြောပြေးမမေရဲ့တချင်းစသားတွေထဲမှာကိုအကြိုက်ဆုံးပေါ့နော်ခါကောလို့ပေးထားမှာပါဘာလို့ကြိုက်တာလဲအဲ့လိုနောက်ကျောကထိုးတဲ့ဓာတ်တွေကိုအဲ့ဓာတ်တွေရဲ့ခံစားချက်ကိုသိလို့โอเคပါညနေပဲလာထိုးလိုက်ခါကောထားပေးမယ်အေးဘယ်သူလာအပေးရလဲမေဘန်နီပြောဖတ်အကြီးစားဘန်နီဖြိုးတချင်းတွေထဲမှာကိုပျော်ရွှင်စေရတဲ့တချင်းလေးတစ်ပုဒ်ကဘယ်တချင်းဖြစ်မလို့ဘာဆက်ဆက် 1 2 3မင်းနဲ့တောင်မှရှိကိုယုံကြည်ရှိပါတယ်မင်းနဲ့တောင်မှပြုံးနေပြန်တော့တယ်ဒီမာကြီးပြက်လို့လေညောင်းသားရရှိသေးလေရှိဆိုရဲ့ငါပြန်ပြီးချစ်နေတယ်ယေသူခေလားကိုခေလားကိုခေယေဘယ်သူလာအပေးတာတော့အကုန်လုံးပါပဲတချင်းစာသားလေးတစ်ခုခုလောက်ဒါယူခြင်းမဟုတ်တဲ့ချစ်စင်းနဲ့စွန်သားပြီးချစ်မဲ့ဆိုရမပြေရဲ့โอเคပါကျေးဇူးများကြီးတင်တယ် brother တို့နားထောင်လိုက်တိုင်းမှာ happy vibe ရတဲ့တချင်းလေးရဲရတယ်မိမိတော့ဆူတော့မှာပဲဘာလို့တော့ထထူကြလို့ခံစားလို့မိမိတော့ဆူတော့မှာပဲဒီနေ့ဘယ်သူလာအပေးရလဲမမေကဲမမေရဲ့တချင်းတွေထဲမှာဘယ်တချင်းကိုဟတ်တီလဲ stranger နည်းနည်းတော့ဆိုပြပါ stranger for me ငါရောက်လို့လားရောက်လို့လာပြီးထွက်သွားလားသွားပါပြီโอเคပါနာမည်လေးဘယ်လိုခေါ်လဲမိတ်ဆက်ပေးဦးနာမည်ကတော့ပြည့်ပါရှင်ဟုတ်နှစ်တည်ဦးပါရှင်โอเคအဲ့လိုပဲခေါ်ပါဟိုဒီနေ့ပွဲလေးကိုဘယ်လိုလာ join ဖြစ်လဲညီမလေးhappy ကကျတော့ဒီနေ့ပေါ့နော်ပွဲရှိရဆိုလို့တခါမှလည်းဒီပွဲမျိုးမတော်ဘူးဒါပေမဲ့ဒီနေ့တကယ်ချင်းနေအကြောင်းလဲအားလေရဆိုတော့လာဖြစ်တာပါဝင် join ဖြစ်သွားတာဆိုတော့ဘယ်သူလာအပေးရဘန်နီပြောကိုဘန်နီဖန်နေလားကိုဘန်နီတချင်းတွေထဲမှာနားထောင်လိုက်တိုင်းမှာပျော်ရတယ်ဆိုရယ် feeling ရတဲ့တချင်းနင်းပြောရင်ဘာလို့တော့ဒီလိုအတင်းနဲ့တယ်ဗော happy အတွက်စူတောင်းစကားလေးတောင်းပေးပါဦးညီမလေးတော့ happy လဲဒီထက်မကပွဲတွေအများကြီးလုပ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် okay ပါနောက်ပွဲတွေမှာလည်းပြန်ဆုံမယ်နော် hello ကျွန်တော်ရိုက်ပြရမလားရိုက်ပြမယ် okay
ပေးတယ်โอ้สวัสดีครับ